ပြီးတော့ရင်းနှစ်ပြတဲ့နောက်တစ်ယောက်ကလည်းလာပြီးတော့ရင်းနှစ်တက်ပြပါတဲ့ဟုတ်ကဲ့ပါအကိုတို့မတို့ရဲ့မနေ့ကတော့ Academy ပေးပွဲကြည့်နေလို့ game shop ဖြစ်လိုက်တာဟဲ့ဒါနဲ့လေနေတိုးပြဆောင်းထိုးတာအရင်ဆိုင်တယ်ရှင်းသူမလေဘယ်ရင်သူမလေးပေါ်ပြန်လို့လဲနည်းနည်းစဉ်းစားရဖြစ်နေလို့အမေဟုတ်တော့ဟုတ်နေပြီကိုဘက်က kitchen dancer စုနဲ့ကောင်းတယ်ဟိုဘက်က Franco ကြီးနဲ့တော့ရေးပြိုင်ပွဲကြီးမှာတိုက်ခိုက်ရတော့မယ်ကျမရေသူမလေးပါကဲစလာကြတဲ့ကတော့ကြွတ်မနဲ့ငရှင်းမနဲ့ကတော့တွေ့ပြီပရိသတ်ကြီးရေပရိသတ်ကြီးတို့ကကြွတ်မဘက်ကလားငရှင်းမဘက်ကလားဆိုတော့ comment ထဲမှာမှန်းခဲ့နော်ငါလေးစပဲကိုလေဒီ battery file ကမယူလာသင့်ဘူးငါ flicker နဲ့ပဲဆော့တက်တာ battery file ကမဆော့တက်ဘူးမလောက်ပါနဲ့တောင်းပါရဲမလောက်ပါနဲ့ကျမလေးစကီ1တုံးလိုက်တဲ့အချိန်ရေသူမလေးဘဝတို့ခဏကြာလေးပြောင်းသွားတာပေါ့နော်စကီ2ကတော့ကျမငရှင်တို့ဟာတွေကိုကိုက်စားပြင်မှာအာနီမေးရှင်းတော့ကျမနာလာမကန်တော့တခါကျမရေငုံချပလိုက်တာအခုတော့ဆယ်လီနာရေထဲမှာဂူဖြစ်သွားရှင်တော့မသိဘူးနော်ကျမတော့မနေ့အကယ်ဒမီပြီးဝက်ကြည့်လိုက်တာလေအဲ့ဒါမှလေကျမအရေးရဆုံးပုံကိုတူကိုပြောပြမယ်မမဆောင်မဲတိလားနော်ဖောရဲ့ထားလေနော်ရဲ့ဖော်ထားငါမလေးရီလိုက်ရတာချုံပုံထဲကလက်ထွက်ချင်းချုံပုံထဲဝင်ရခါကြရဲ့ပရိသတ်ကြီးတို့များသတိထားကြပါချုံပုံထဲမှာအမည်မသိတော့သူများစောင့်ကြိုနေပါတယ်မိုဘိုင်းလေးဆော့တဲ့အခါချုံပုံထဲဝင်ခြင်းကိုရှောင်ကျင်ပါကျမကိုဖယ်မဝင်နိုင်တော့ကျမဟာလာပူစာကိုစောင့်နေပဲဒီမှာလာပြီရအမကျမရင်ငုံလိုက်တယ်ပေါ့ကျမရင်ငုံလိုက်တယ်ပေါ့ဒီနေ့အတွက်အမျိုးသမီးဆက်ဆောင်စုတော့ငရှိပါလားပါရှင်14ရက်နေ့ရောက်တော့မယ်14ရက်နေ့ရောက်တော့မယ်တခါမှဘဝမှာတက်လုံးချောကလက်စားရဲဆိုတာမရှိဘူးနင်တို့နှစ်ယောက်ကတာတယ်လူကျင်တာလားဆူတောင်းလေငရှင်းမရှိရလေဆူတောင်းလေအဲ့ဟာတော့ပြေးသွားတည်းရှဲလို့ချလာတာတတိမထားမိလိုက်ဘူးအဲ့ဒါဥစားမိပဲထင်လိုက်တာ sorry ပါပရိသတ်ကြီးတို့ငါးဟင်းကြိုက်ကြလားညီဝါကလေငါးဟင်းလုံးဝမကြိုက်အိမ်မှာငါးဟင်းချက်တယ်ဆိုရင်တော့လုံးဝမစားတော့အပြင်ကဝယ်စားပလိုက်တာဒီနေ့တော့တနေ့အဲ့ဒီ game နဲ့ sorry အဲ့ game နဲ့လည်းဘဝပြီးတော့မယ်လောက်ပါအလုပ်လေးပါလေလောက်အားဒီ game နဲ့ဆိုအဲ့ game ကမြောက်ထမင်းအောင်သိဟဲ့ဟုတ်ကမအမေကလည်းဘူးမဆော့ပါလေဘူးကတော့မခိုင်းဘူးမဆော့နေကြလာခိုင်းမြင်ဟုတ်တယ်အိမ်ကအမေတို့များလေမပြောလိုက်ချင်တလားဘလောက်ပဲအလုပ်လုပ်ပေးသီလားဂိမ်းဆော့ပြီးသွားတယ်လေနဲဂိမ်းနဲ့ဆော့တယ်နဲအဲ့ဒါလည်းလာတာဟဲ့ဂိမ်းကခဏလေးဆော့ရပြီးသွားရင်တော့မအောင်ပါဟဲ့ဟိုကောင်မလာအောင်ဒီမှာမိဖို့ကြောင့်လည်းမလာဘူးငါခမင်းလာချက်တယ်ဒီမှာနေဝိနေလည်းရှိတယ်လာရှောငါဝိနေပါငါချက်လာရှောဟုတ်လာပြီမေခဏလေးဒီမှာပြီးတော့မယ်ပွဲอ่ะအမေတို့များနော်မွေးထားတာယောက်ျားလေးပြောလိုက်လို့ရှင်ခိုင်းလိုက်တဲ့ဟာရေကုန်တော့မီးဖို့ကြောင်လေးကိုပဲခိုင်းနေလေယူသွားမှာအဖြစ်မတင်နဲ့နော်မေကဲပရိသတ်ကြီးမြင်ဆုံးတက်လိုက်တော့မယ်နော်မဟုတ်လို့ရှင်ဟိုမှာမာသားကြီးကဖက်နဲ့လာတော့မှာတခါရက်လို့ရှင်တပြက်စီးပါသေးတယ်